ရှင်ဗရမများမြေအိမ်ချမ်းမပြန်နေကြိုဆိုလိုက်ပါတယ်အခုတခါလူချင်းမျိုးကိုမိတ်ဆက်ပေးမယ့်အိမ်လေးကမင်္ဂလာတုံထောက်ကျန်နောက်ခွေပိုင်လေးထဲမှာရှိနေတဲ့အိမ်အသစ်ဆက်ဆက်လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်အိမ်လေးကတော့လူချင်းမျိုးတို့ရခုမြင်တွေ့နေရတဲ့အိမ်လေးပဲဖြစ်ပါတယ်ရှင်ဒါဆိုရင်အိမ်လေးကိုတစ်ချက်ဝင်ပြအောင်အိမ်လေးရဲ့ပေကြီးဆိုလို့ရှိရင်ပြည့်ရဲ့အရှင်းမင်းက19ပေရဲ့နောက်ကို39ပေကျရှိပါတယ်အိမ်ရဲ့ရှေ့မှာလည်းမြေပေါ်ပါရှိတယ်အိမ်ဘေးတစ်ဖက်တစ်ချက်စီမှာလည်းမြေပေါ်ပါရှိပါတယ်နော်ချန်စီယိုကလည်းခိုင်ခိုင်ခန့်ခန့်အုတ်တိုင်းလေးခတ်ပေးထားတာဖြစ်ပါတယ်ဒါကတော့အိမ်ဝင်ဝင်ချင်းခန်းလေးပဲဖြစ်ပါတယ်ရှင်ဒါလေးကတော့ဖျားခန်းလေးပဲဖြစ်ပါတယ်အိမ်လေးထဲမှာဆိုလို့ရှိရင်ထိတ်ခန်းတစ်ခန်းပါမယ်ပြီးတော့အင်္ဂါနဲ့ရေချိုးခန်းလေးကတော့တွဲလေးရလေးစောက်ပေးထားတာဖြစ်ပါတယ်အင်္ဂါလေးကလည်းဘူတိုင်းလေးပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်မိဖို့ကြောင့်ဘေးစင်ပါမယ်အဲ့ရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်လည်းမြေပေါ်ပါရှိတယ်ပြီးတော့ရေစိမ်လည်းပါရှိတယ်ရေမြီးတဲ့စုံနဲ့ခိုင်မာတဲ့ရောင်မြင်စစ်စစ်ပေါ်မှာလည်းတိဆောက်ထားတဲ့အိမ်လေးမလို့ဝယ်ယူတဲ့လူချင်းတွေတော့အရန်ကုန်မှာတက်ပါတယ်အိမ်လေးရဲ့ဈေးနှုန်းကတော့3650ကိုမှအလျှော့လေးနဲ့ပိုင်ဆိုင်ရမှာဖြစ်ပါတယ်ရှင်စိတ်ဝင်စားတော့လာရောက်ကြည့်ရှုရနေဆိုလို့ရှိရင်တော့ဗရမများမြေအိမ်ချမ်းမြေဖုန်း3995တဲ့လေးလုံးက39999999ကိုဆက်သွယ်ဆောင်နှံမြင်နိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်